စေတနာဟာပဲ့တဲ့နံပါလောကမှာစေတနာဆိုတာအမတန်မှအစွမ်းထက်တဲ့သဘာဝတရားတစ်ခုပါမြတ်စွာဘုရားရှင်ကစေတနာဟံဘိက္ခဝေကမ္မံဝရာမိတဲ့စေတနာကိုကံလို့ဒီလိုဟောပါတယ်သူတစ်ပါးအပေါ်မှာဘယ်လိုစေတနာမျိုးထားခဲ့တယ်လဲအဲ့ဒီစေတနာဟာတနေ့နေ့မှာခမားစီကိုပဲ့တင်တန်လို့မလွဲမသွေပြန်လဲပြီးတော့ရောက်ရှိလာမှာဖြစ်ပါတယ်ဆိုကြပါစို့တောင်ကုန်းကြီးတစ်ခုရဲ့ရှေ့မှာရပ်ပြီးတော့ကိုကအကျဲကြီးအားကိုអော်လိုက်ရင်အဲ့ဒီအတန်ဟာတောင်နံရံကိုရိုက်ခတ်ပြီးတော့ကိုယ်စီကိုပဲပဲ့တင်တာအဖြစ်ပြန်လာတယ်လို့ပေါ့ကိုကကောင်းတဲ့စကားអော်လိုက်ရင်ကောင်းတဲ့အတန်ပြန်လာတယ်ဆိုးတဲ့စကားអော်ရင်ဆိုးတဲ့အတန်ကိုယ်စီကိုပြန်လာမယ်ဒီတိုင်းပါပဲကိုယ့်ရဲ့ရင်ထဲကထွက်သွားတဲ့စေတနာဟာလေလောကကြီးကိုရိုက်ခတ်ပြီးတော့ကိုယ့်ရဲ့ဘဝခရီးစီကိုပဲအကျိုးပေးဖြစ်ပြန်လဲလာတာဖြစ်ပါတယ်သူတစ်ပါးလမ်းကိုစူးခင်းပေးရင်ကိုယ်လမ်းမှာစူးပြန်တွေ့မယ်ပန်းခင်းပေးခဲ့ရင်ပန်းပြန်တွေ့ရမယ်ဆိုတာဒါစေတနာရဲ့ပဲ့တင်တန်တွေပဲဖြစ်ပါတယ်စေတနာဆိုတာပြုတ်လို့လိုက်တဲ့အခိုက်အတန့်လေးမှာမိမိရဲ့ဝါသနာထဲမှာကိန်းကိုသွားပြီးသားဖြစ်ပါတယ်သူတစ်ပါးကိုကောင်းကျိုးပြုခြင်းနဲ့စေတနာထားရင်ကိုယ့်ရဲ့စိတ်ကအရင်ဆုံးအေးချမ်းတဲ့ကုသိုလ်ဖြစ်ရတယ်သူတစ်ပါးကိုဖျက်ဆီးလို့တဲ့စေတနာထားမိပြီဆိုရင်တော့ကိုယ့်ရဲ့စိတ်ဟာအရင်ဆုံးပူလောင်ပြီးတော့အာကုသိုလ်စိတ်ဖြစ်ရပါတယ်အဲ့ဒီအတွင်းစိတ်ရဲ့အခြေအနေကပဲကိုယ့်ရဲ့အနာကလမ်းကြောင်းကိုပုံဖော်ပြီးသွားတာဖြစ်ပါတယ်။ဒါကြောင့်တနေ့နေ့မှာကိုယ့်စီကထွက်သွားမဲ့စေတနာတွေကိုအမြဲတမ်းနဲ့စောင့်ကြည့်ရမယ်။သူတို့ဘာကကိုယ့်ရဲ့အပေါ်မှာဘယ်လိုပဲပြုမှုပါစေကိုယ့်ဘက်ကတော့ကောင်းမွန်တဲ့စေတနာကိုပဲပေးလို့တိုက်ရမယ်။ကိုယ့်စီကထွက်သွားတဲ့စေတနာတွေဟာဖြူစင်တန့်ရှင်းနေတဲ့မြတ်ကာလပတ်လို့ကိုယ့်စီကိုပြန်လာမဲ့ဘဝရဲ့ပဲ့တင်တန်တွေဟာလည်းအမြဲတမ်းအေးချမ်းသာယာနေမှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်။ဒါကြောင့်မို့ကိုယ့်စီကထွက်သွားတဲ့စေတနာလေးတွေကိုအထူးဂရုစိုက်စေလိုပါတယ်။အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေ။ကုန်ပြီတစ်လုံးလုံးကုန်ပြီဟေးတမော်လုံးကုန်ပြီကျူးနေအောင်ကျူးကနေအောင်ကိုမကြီးလေးစားနေပြီစီမသားနဲ့တွေ့မှာသူကကိုအောင်စားတယ်တွေ့